ဒီလူကကျွတ်တင်ပြင်ဆင်မှုတွေနဲ့ဒီမှာနှွေးတယ်တွေပါတယ်ဝက်လာတဲ့လူကြီးဒီလူကြီးကကျွတ်တင်ပြင်ဆင်မှုမရှိဘူးနှွေးတယ်ကြီးတဲ့ဝက်မလာဘူးနှွားကြီးကိုလာခွေတာနှွားကြီးကိုလာခွေနေရတယ်ကွာမရိုင်းနဲ့နော်မရိုင်းဘူးโอเคကျွန်တော်တို့ဒါကပြည်ချစ်ဖျားဒါပြည်ချစ်ဖျားပေါ်ရောက်နေတယ်ကျွန်တော်တို့ကဒီဘက်မှာကကျွန်တော်တို့ကွင်းရှိတယ်ကွင်းဆိုတာကကျွန်တော်မျိုးမြန်လွတ်တဲ့ကွင်းလို့ပြောတယ်အဲ့ကွင်းကိုမျိုးမြန်တစောင်းမုံလာပြင်းနေကြလွတ်တဲ့ခါကျရင်ကျွန်တော်တို့ location ရအောင်နော် location ကြည့်မယ်ဟိုဘက်ကိုကျွန်တော်တို့ကဟိုနားလေးမှာလဲကျွန်တော်တို့အပေါ်ကကြည့်မှရမယ်နေတူတယ်ဟောတော့ကျွန်တော်တို့အဲ့ကွင်းထဲမှာသွားတိုးလို့မရဘူးဘာလို့တိုးလို့မရလဲဆိုတော့ဟိုဘယ်လိုခေါ်မလို့ကျွန်တော်တို့ကမတဆွမ်းနေဆိုတော့သွားတိုးလို့မရဘူးသွားတိုးလို့မရတဲ့ခါကျဒီဝေးရနေပဲကြည့်လို့ရမှာအဲ့နောက်ကျရင်ရန်နေပါပြုတ်ကျလာတဲ့ခါကျရင်လူတွေပေါ်ကြလူတွေပြေးတဲ့ခါရင်ကိုရီးယားမတန်ဆွမ်းတည်မှာတက်နေကုန်ခွိကုန်ပါလေဘင်းတို့ဘင်းတို့တက်နေလိုက်ရင်ချောင်းလေအဲ့တော့ကျွန်တော်တို့ကအဲ့နေရာဒီလိုဝေးရနေပြီးတော့လာပြီးတော့ကျွန်တော်တို့ကတီယူရမဟုတ်ဘဲနဲ့အပြင်ကနေဆိုပြီးတဲ့ခန်းစားချက်လေးနဲ့ပေါ့လေဒါကျွန်တော်တို့မတန်ပေမဲ့စွမ်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ထွင်ထားတဲ့သုံးမင်းကြီးနဲ့ဒီမှာလာတယ်ဒါကကိုကြရေးပေါ့ကျွန်တော်တို့ကကိုကြရေးဒါကတော့ကိုထုံးထုံးတော်ပါဟုတ်ကဲ့ကိုထုံးတော်သူကနွားဝယ်သားတာပါသူကဂျိုးရဲလာခွေတယ်ပါတယ်ဟုတ်ပြီโอเคအဲ့တော့ဒါကျွန်တော်ကတော့အားလုံးရဲ့ချစ်တော့ကျွန်တော် PTV ပါအဲ့တော့ဒါရိုက်ပြီဟုတ်တော့ဒါမရရလာလို့ဒီမှာပြူးလေရမ်းအေးပါတယ်အဲ့အေးနေတဲ့ခါကျတော့ကိုတို့ထားမှာကျွန်တော်တို့ဒါရိုက်ပြီโอเคကျွန်တော်ပြည်ကြီးဖျားကိုရောက်နေပါတယ်ကျွန်တော်ပြည်ကြီးဖျားကိုရောက်နေတာကိုယ်တိုင်ထွင်ထားတဲ့ပဲကြီးနဲ့လာပါအကုန်တက်ပါတယ်အကုန်တက်ဒီပဲလောလောလက်တွေမဲသွားပါတယ်ကိုထုံးထုံးအောင်ဆိုတဲ့လူကျွန်တော်တို့တခါမှမရောက်ဘူးတဲ့နေရာကိုသူ့ခြံရှိတဲ့သူခေါ်သွားပါတယ်ကျွန်တော်တို့ဝေးပါတိုးကြုံအောင်ကြားတယ်ပါတပုံးလေးရှိတဲ့နေရာလောက်တော့ပြောလို့ရပါတယ်မှောင်မဲပြီးတော့အတွင်းထဲမှာတနက်နေ့ပြင်တော့ဒီပဲတော့ရှိတယ်အဲ့နေရာကိုခေါ်သွားပါတယ်ဒါကတော့ကျွန်တော်တို့မိုင်းမှန်လို့မဟုတ်ခဲနဲ့တော်တော်ကပီးကြောထားပြီးတော့ရထားချိတ်ပြီးတာဒီမှာဒါချောင်းမပါဘူးကျွန်တော်ကပူလီကိုဆိုပေမဲ့ကျွန်တော်လူကြောပါသူကတော့နည်းနည်းရုပ်ဆိုးတာပေါ့လေဟောဆိုအဲ့လိုရှိပါတယ်ဟိုကကြည့်ရအောင်ပါခင်ဗျားကိုပြတာဟိုကသူ့နာမည်ကကိုဂျာရစ်ကိုမျိုးသူကိုကြောက်ချက်တော့စောချီပဲသူနာမည်၄မျိုးနဲ့ကြော်ကြားနေတဲ့လူကဘာတော့သူကမတန်ပြီးမှဆွမ်းပါတယ်โอเคပါသူကစူးစိတ်တွေအများကြီးရခဲ့တဲ့အာဂလာသမားကြီးပေါ့ကျွန်တော်တို့တန်ဆွမ်းတယောက်အနေနဲ့ကဒီလိုအမြင့်ဆုံးတွေရောက်ဖို့ဆိုတာဟိုရင်တော့ကတော့သူများအကူအညီတွေယူရတာပေါ့လေသူများအကူအညီတွေယူရပါတယ်အခုချိန်မှာတော့ကျွန်တော်တို့သူများအကူအညီမလိုတော့ဘူးရဟောကျွန်တော်ကနီးပညာအကူအညီကိုယူလိုက်တယ်ရင်တော့ကျွန်တော်တို့သူများအကူအညီယူတယ်သွားကျင်တယ်လာကျင်တဲ့နေရာကိုကျွန်တော်တို့သွားရတယ်ကျွန်တော်နေရာတိုင်းကိုမရောက်ဘူးဟိုကကျွန်တော်ရင်တော့ဆိုရင်ကျွန်တော်ပြူးလင်းကိုရလာကျင်တယ်လာလို့မရဘူးထိုးနေတူပဲကျွန်တော်တို့မတန်ဆွမ်းလေးတွေလည်းပြူးလင်းကိုလာကျင်ရတယ်ဒါပေမဲ့မရောက်ဘူးမိဘတွေကစောင်းနေရအတွက်လောက်ရတာနဲ့နောက်ပြီးတော့သူတို့ကိုအချိန်ပေးနိုင်ကြဘူးလေကျွန်တော်တို့ကလာတယ်ကျွန်တော်တို့ကိုချင်းစားတဲ့အနေနဲ့ကျွန်တော်လိုက်ဖို့တယ်သူတို့ကိုလိုက်ဖို့ကြတယ်လိုက်ဖို့တဲ့ခါကျသူတို့သွားခြင်းနေနေလိုက်ဖို့တယ်ကျွန်တော်ရောက်တဲ့နေရာကိုသူတို့ကိုရောက်တယ်ဟောကျွန်တော်လည်းမတန်ဆွမ်းတယောက်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်မရောက်တဲ့နေရာကိုသူလည်းမရောက်ဘူးပေါ့လေတခုကအားကောင်းတာလဲဆိုတော့ကျွန်တော်ကလူတိုင်းကိုမဟုတ်တော့သူများရဲ့အကူအညီကိုမယူရတော့ဘူးကျွန်တော်နီးပညာအကူအညီတွေကျွန်တော်ယူလိုက်တယ်ဟောတော့ကျွန်တော်တို့ဒါဆိုရင်ဆိုင်ငယ်နဲ့တက်လာဖို့ဆိုရင်ကျွန်တော်တို့ဆိုင်ငယ်နဲ့တက်လာဖို့အဆင်မပြေပါဘူးနေရာတိုင်းဆိုင်ကူကားတွေဆိုရင်ဟိုကျွန်တော်တို့ကားကြိုကားကြမောင်းလာလို့အဆင်မပြေပါဘူးဟောတော့ဟိုတော့ရောက်ဖို့ကတော့ကျွန်တော်မောင်းလို့ရပါတယ်ဒါပေမဲ့ပြင်ပန်းတာပေါ့နော်ဒါကကျတော့ကျွန်တော်တို့တသားရပဲကျွန်တော်တက်တောင်းလေးနဲ့3ယောက်ကျွန်တော်တို့ကိုယ်တိုင်ထွင်ထားတဲ့3မိန်းပါကျွန်တော်တို့ဖတ်ကြရည်လေးပါပါတယ်အောက်ပြန်မောင်းလို့ရနောက်ဆုပ်လို့လည်းရပါတယ်အဲ့လိုမျိုးဆိုတော့အများကြီးပဲရီယာဖြစ်သွားတာပေါ့လေကျွန်တော်မှတားဆီးဆိုတာတိတ်ဖြီးတော့ဗျဟိုလေကားတစ်ဟုတ်ကဲ့လေကားတစ်တွေကဟိုကျွန်တော်တို့အတွက်အတားဆီးလို့ထင်ရပါတယ်တော့ဟိုအခုတော့ကျွန်တော်တို့ကလူမြင်ပေါ့နော်ကြည့်လို့မကောင်းတဲ့အနေအထားမျိုးသာဖြစ်နေမယ်ကျွန်တော်တို့လေကားတစ်လည်းကျွန်တော်တက်တာပဲတက်တာပဲဆိုတာဟိုကျွန်တော်ကသွားချင်တာကိုသွားချင်တဲ့နေရာကိုကျွန်တော်တို့ကဘာကြောင့်သွားချင်တာလဲဆိုတော့ကိုပေါ့နော်ပြန်ပြီးတော့သုံးသပ်မှုတွေတော့လုပ်ရတယ်ကျွန်တော်ဒီနေရာကိုသွားမှဖြစ်မှာသွားကိုသွားရင်လည်းစိတ်ကအရန်ဆန္ဒတွေပြင်းပြနေတယ်အဲ့တော့ကျွန်တော်တို့သွားမယ်ဆိုရင်ပတ်ဝန်းကျင်ရဲ့ကြည့်ရဲ့
ကြည့်တဲ့အတန်းလေးပေါ့ခံနိုင်ပါမလားပြီးတော့ဟိုကျွန်တော်တို့အဲ့ပေါ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာလူကြားထဲမှာကျွန်တော်တို့ကတန်တဲ့လူလူနားလျှောက်သွားလို့မရဘူးအဲ့တော့ကျွန်တော်တို့ကြိုးစားပြီးတော့သွားတယ်အဲ့သွားတဲ့ပုံစံမျိုးကိုသူတို့ခံနိုင်ပါမလားကိုယ်စိတ်ကခံနိုင်ပါမလားပေါ့โอเคခံနိုင်တယ်ဆိုရင် very good အရန်ကောင်းတယ်သွားမယ်တက်တယ်ကျွန်တော်တို့ကတကယ်တက်တယ်တကယ်လေးသွားတယ်ကိုတကယ်စိတ်ဆန္ဒပြီးတော့တောင်ပေါ်လေးဆိုရင်ကိုမလေးတောင်ရောက်တယ်စတိုင်းတောင်ရောက်တယ်ပြိုးလေရင်ဆိုရင်ပြည်ဖေးရပါလေကျွန်တော်လာပြီအကုန်သွားပါတယ်မတမ်းမီမဲ့ဆွမ်းပါတယ်ကျွန်တော်အများကြီးကြိုးစားပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုပဲတန်ဆွမ်းနေအများကြီးရှိပါတယ်အဲ့တန်ဆွမ်းတွေကိုကျွန်တော်တို့လက်တွဲခေါ်ဖို့အတွက်ကျွန်တော်တို့ကူတော့เนาะကြိုးစားနေပါတော့เนาะနောင်တော့ဖြစ်လာမှာပါအခုကျွန်တော်ဆိုရင်ဒီလိုဘိန်းလေးတွေလည်းအခုထက်စီဖို့စီစဉ်ရှိပါတယ်နောက်လေးဘိန်းလေးတွေကူဂျာကြီးတို့ဆိုလို့ရှိရင်ဒီလိုပေါ်မှာထိုင်ဖို့အဆင်မပြေပါဘူးတော့အရန်နေနေပေါ့နော်လေးဘိန်းလေးတွေကျွန်တော်တို့ဆင်ပေးဖို့ရှိပါတယ်အဲ့ဒီလေးဘိန်းလေးတွေကကျွန်တော်ကာလာတန်ကြီးရာဆိုရင်အခုကျွန်တော်တို့သူများနိုင်ငံကနေဝယ်မယ်ဆိုရင်လေးဘိန်းမို့ပဲ3ဘိန်းဆိုရင်19သိန်းလောက်ရှိပါတယ်19သိန်းလေးဘိန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့သူများစီကသွားဝယ်ဖို့ဆိုတာဆင်မပြေနိုင်ပါဘူးအဲ့တော့19သိန်း30ဆိုတဲ့အတိုင်းဒါတန်ဆွမ်းတယောက်လုံးဝဝယ်နိုင်တဲ့အနေအထားမျိုးပါအဲ့တော့လုံးဝကြီးတဲ့ချမ်းသာတဲ့တထေးတွေလောက်ပဲဝယ်နိုင်မှာပေါ့လေတာမန်တက်ဆွမ်းနေလက်လုံးလက်စားတယောက်နေနေရတော့19သိန်းမပြောနဲ့ကျွန်တော်တို့က3,900တောင်တော်တော်စုယူရမှာပါအဲ့တော့ကျွန်တော်တို့ကမလုပ်ရလဲဆိုတော့ကျွန်တော်တို့အခုဆိုရင်၄ဘိန်းလေးပေါ့နော်၄ဘိန်းလေးဆိုလို့ရှိရင်ကျွန်တော်တို့က9သိန်းဝန်းကျင်လောက်ပေါ့9သိန်းဝန်းကျင်လောက်ကိုကျွန်တော်တို့အတက်နိုင်ဆုံးပေါ့လေစီးလို့ရမယ့်အနေအထားနဲ့အကောင်းဆုံးပေါ့အဓိကကျွန်တော်ကဘာလို့အဓိကထားလဲဆိုတော့လမ်းမှာဆက်တွေမပြတ်အောင်ရယ်ပထမချက်ကပေါ့နော်ဒုတိယတစ်ချက်ကကျတော့ကျွန်တော်တို့ဘိန်းတွေအထိုင်တွေကျိုးပြီးထွက်သွားတာတို့ပြုတ်ထွက်သွားတာတို့ဖြစ်အောင်လို့ကျွန်တော်လုပ်ရပါတယ်။အခုလိုလဲဆိုတော့ပတန်ဆွမ်းတယောက်လမ်းမှာဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒီပတန်ဆွမ်းစီးတဲ့ဘင်းကိုလူတိုင်းမပြင်တတ်ပါဘူး။ workshop ဆရာတိုင်းလည်းပြင်တတ်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီဟာကသူတို့ပြင်လေးပြင်ထားရှိတဲ့အရာမဟုတ်လို့ပါ workshop ဆရာတွေကိုနှိမ်တာမဟုတ်ပါဘူးเนาะဒီကကျွန်တော်တို့ဆက်အစ်တစ်ခုပေါ့เนาะပစ္စည်းအစ်တစ်ခုရောက်လာတယ်ဆိုရင်စူးစမ်းရတယ်လေးလာတယ်ပြီးတော့ပြန်သုံးသပ်ပြီးမှလောက်ရတာမျိုးရှိတာအဲအကြောင်းကိုပြောတာပါပြီးတော့ကျွန်တော်ဒီလေးဘင်းရင်လေးတွေကျွန်တော်ဆင်ပေးဖို့ကျွန်တော်6စီးဆင်ပေးဖို့ကျွန်တော်စီစဉ်တော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်အလူရှင်တွေရှားပါမယ်အလူရှင်တွေဆိုတာကတော့ကျွန်တော်တို့ဥတယောက်တည်းကတော့တူနေမှာမဟုတ်ဘူးဗျပတ်စံပေါ့နော်ကျွန်တော်9သိန်းဆိုရအားကြီးရမ်းရတယ်အဲ့တော့ကျွန်တော်တို့ကတယောက်ကိုကျွန်တော်တို့က9000လို့3000လို့အဲ့လိုမျိုးလေးကျွန်တော်စုပြီးတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒါကိုဆင်ပေးတဲ့ခါကျတော့လည်းကျွန်တော်ကအခက်ကြီးဝင်ပြပါဘူးကျွန်တော်ဓာရီကနေပေါ့နော်တန်ဆွမ်းလေးအတွက်ဆိုပြီးတော့ကျွန်တော်ဖြတ်စားလက်စားမလုပ်ပါဘူးဘာလို့လဲဆိုတော့ဒီတန်ဆွမ်းနေမှာ